အကြိမ်အိပ်ပျော်နေတဲ့အချိန်မှာပဲသူမရဲ့ဆောင်ကိုတစုံတစ်ယောက်ကဆွဲဖက်လိုက်တာခံလိုက်ရတယ်။သူမကတော့သူမမောင်လေးရဲ့နောက်ပြောင်မှုလိုပဲထင်နေခဲ့ပေမဲ့တကောင်ရဲ့အချိန်မှာအေးစိတ်လာတာကြောင့်နိုးလာခဲ့တယ်။ဆောင်ကိုပြန်ဆွဲဖို့ကြိုးစားလိုက်တဲ့အချိန်မှာပဲတစုံတစ်ယောက်ကသူမကိုအိပ်ယာပေါ်မှာအတင်းအကျပ်ဖိနှိပ်ထားတာကိုခံလိုက်ရပါတယ်။ကောင်မလေးကလက်ဖြတ်ပြီးကြည့်လိုက်တဲ့အခါမှာတော့သူမကိုဖိထားတာဟာသူမရဲ့အဖေရင်းဖြစ်နေတာကိုတွေးလိုက်ရပါတော့တယ်။အဖေဖြစ်သူဟာသူမရဲ့ခန္ဓာကိုယ်ကိုစူးစိုက်ကြည့်နေပြီးကောင်မလေးကတော့ကြောက်လန့်တုန်လှုပ်နေခဲ့တယ်။ဒါပေမဲ့လည်းအဖေဖြစ်သူကသူမရဲ့မျက်နှာကိုခဏတာထိတွေ့ကင်တွယ်ပြီးတာနဲ့ဘာစကားမှမပြောဘဲအခန်းထဲကနေထွက်သွားခဲ့တယ်။ကောင်မလေးဟာအဖေရဲ့ထူးဆန်းတဲ့အပြုအမူကြောင့်ကြောက်စိတ်ရောဇဝေဇဝါဖြစ်နေတဲ့စိတ်ပါရောထွေးနေပြီးဘာကြောင့်အခုလိုဖြစ်ရတာလဲဆိုတာကိုစဉ်းစားလို့မရနိုင်အောင်ဖြစ်နေခဲ့ပါတယ်။နောက်တစ်နေ့မနက်အစားစားတဲ့အချိန်မှာတော့အဖေဖြစ်သူဟာဘာမှမဖြစ်ခဲ့တယ်လို့မျိုးပြုံးပြုံးရွှင်ရွှင်နဲ့သူမကိုနှုတ်ဆက်နေခဲ့တယ်။ကောင်မလေးကတော့မနေ့ညကကိစ္စကြောင့်အဖေကိုစိတ်ဆိုးဒေါသထွက်နေပြီးစကားတခုမှပြန်မပြောဘဲကြောင်းသွားဖို့ပြင်ဆင်လိုက်တယ်။အဲ့ဒီအချိန်မှာပဲအမေဖြစ်သူကထမင်းဟင်းတွေယူဆောင်လာပြီးစပွဲမှာထိုင်လိုက်ပေမဲ့သူမရဲ့မျက်နှာပေးဟာပုံမှန်မဟုတ်ပဲမှိုင်တွေနေခဲ့ပါတယ်။အမေဖြစ်သူဟာစကားတခုမှမပြောဘဲဟင်းသီးဟင်းရွက်တွေကိုအငမ်းမရခက်များခတ်စားနေပါတော့တယ်။ဘေးမှာရှိနေတဲ့တားဖြစ်သူကလည်းဟင်းတွေကိုမြည်စမ်းကြည့်လိုက်ပေမဲ့အရသာကအရန်ဆိုးဝါးလုံးတာကြောင့်ပြန်ထွေးထုတ်လိုက်တယ်။အဲ့ဒါကိုမြင်သွားတဲ့အမေဖြစ်သူဟာဒေါသတကြီးနဲ့ကြက်ဥမုံတွေကိုကောက်ယူပြီးပါဇက်ထဲအတင်းထိုးထည့်နေခဲ့တယ်။သူမဟာကိုယ်တိုင်လည်းအတင်းစားတယ်လို့တားဖြစ်သူကိုလည်းစကြွင်းစားကြံတွေကိုအတင်းကျွေးပြီးမစားရင်ရိုက်နှက်မယ်ဆိုတဲ့ပုံစံထမင်းဝိုင်းမှာထမင်းမစားဘဲကြောက်ကြက်လုံနေတဲ့တားဖြစ်သူကိုဖခင်ကစိတ်မရှိနိုင်ဖြစ်ပြီးကြည်နေခဲ့တယ်။အနားမှာရှိနေတဲ့မိခင်ဖြစ်သူကလည်းကလေးကိုထမင်းမစားခြင်းရင်မစားနဲ့တော့ဆိုပြီးစပွဲပေါ်ကဟင်းပကံတွေကိုဆွဲယူလိုက်တယ်။အဲ့ဒီအချိန်မှာမိခင်ဖြစ်သူကရုတ်တရက်စိတ်ဖောက်ပြန်သွားတယ်လို့မျိုးပြုမှုပြီးထမင်းစပွဲကိုမှောက်ခုံလန့်ပစ်လိုက်ပါတော့တယ်။ပြီးတော့သူမရဲ့သားကိုအင်အားပြည့်နဲ့တွန်းထုတ်လိုက်ရကလေးဟာမျက်နှာကျက်ပေါ်အထိလွင့်ထွက်သွားခဲ့တယ်။မိခင်ဖြစ်သူရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့အော်ဟစ်တန်တွေနဲ့အတူကလေးဖြစ်သူကတော့ကြောက်လန့်တကြားငိုယိုနေခဲ့တယ်။ဒီလိုနဲ့ညဘက်ရောက်တဲ့အခါမှာတော့အမဖြစ်သူကရေချိုးကန်းထဲမှာရေချိုးနေခဲ့တယ်။သူမဟာတစုံတစ်ယောက်ကချောင်းကြည့်နေတယ်လို့ခံစားရတာကြောင့်မှန်ပေါ်ကရင်ငွေ့တွေကိုတုပ်လိုက်တဲ့အခါညီမဖြစ်သူကအပြင်ကနေစိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်။ညီမဖြစ်သူကထူးဆန်းတဲ့စကားလုံးတွေကိုရေရွတ်ပြီးထွက်သွားခဲ့တယ်။အမဖြစ်သူကစိတ်တူတူနဲ့အဝတ်စားလဲပြီးညီမဖြစ်သူရဲ့အခန်းထဲကိုလိုက်သွားခဲ့တယ်။ဘာလို့အဲ့ဒီလိုလာလောက်တာလဲလို့မေးမြန်းတဲ့အခါမှာတော့ညီမဖြစ်သူကသူမဟာအခန်းထဲကနေတဖွာမှမခွာခဲ့ဘူးလို့ပြန်ပြောတယ်။ပြီးတော့သူမကအမဖြစ်သူရဲ့လက်ကိုဆွဲပြီးမနေ့ညကဖခင်ဖြစ်သူဟာသူမရဲ့အခန်းထဲကိုအတင်းဝင်လာပြီးထူးဆန်းတဲ့အမူအရာတွေနဲ့စိုက်ကြည့်နေခဲ့တယ်လို့ငိုပြီးပြောပြနေခဲ့တယ်။သူတို့နှစ်ယောက်စကားပြောနေတော့မှပဲဖခင်ဖြစ်သူကအခန်းတကားကိုရုတ်တရက်ဖွင့်ပြီးဝင်လာခဲ့တယ်။သူ့ရဲ့လက်ထဲမှာတော့ထက်မြက်နေတဲ့ဓာတ်တစ်ချောင်းကိုကင်ဆောင်ထားပြီးလူသက်တော့မဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့တယ်။အမဖြစ်သူကကြောက်လန့်တကြားနဲ့ဖခင်ဖြစ်သူကိုတွန်းထုတ်ပြီးညီမဖြစ်သူကိုဆွဲကာအိမ်အောက်ထပ်ကိုအမြန်ဆုံးထွက်ပြေးခဲ့ကြတယ်။ထူးဆန်းတာကသူတို့လေကားကနေဆင်းသွားတဲ့အချိန်မှာပဲဖခင်ဖြစ်သူကရှေ့မှာကြိုတင်ရောက်နေပြီးအမဖြစ်သူရဲ့စပင်ကိုအနောက်ကနေဆွဲကာလှေကားအောက်ကိုပစ်ချလိုက်တယ်။မဖြစ်သူကတော့လှေကားပေါ်ကနေလိမ့်ကျပြီးသတိမေ့သွားခဲ့တယ်။ညီမဖြစ်သူကတော့ကြောက်လန့်တကြားနဲ့အိမ်အောက်ထက်ကအခန်းတစ်ခန်းထဲမှာပုံအောင်နေခဲ့ရတယ်။ဖခင်ဖြစ်သူကလူရှာမတွေ့တဲ့အတွက်ဒေါသအကြီးနဲ့လက်ထဲမှာတူတစ်ချောင်းကိုကင်ပြီးအိမ်နဲ့လိုက်ရှာနေခဲ့တယ်။တတိပြန်ရလာတဲ့အမဖြစ်သူကရဲကိုဖုန်းဆက်ဖို့ကြိုးစားပေမဲ့အနောက်မှာရောက်နေတဲ့ဖခင်ဖြစ်သူကိုမြင်လိုက်ရတဲ့အတွက်တုန်လှုပ်သွားခဲ့တယ်။ဖခင်ဖြစ်သူကသူ့ရဲ့တူနဲ့အမဖြစ်သူကိုရိုက်ဖို့ကြိုးစားတဲ့အချိန်မှာညီမဖြစ်သူကဒဲအိုးတစ်လုံးနဲ့ဖခင်ဖြစ်သူရဲ့ခေါင်းကိုအနောက်ကနေရိုက်ချလိုက်တယ်။ဒါပေမဲ့ဖခင်ဖြစ်သူကဘာတန်ရာမှမရပဲသူတို့ကိုပြန်လည်တိုက်ခိုက်ဖို့ပြင်ဆင်နေပါတော့တယ်။အသက်လူပွဲဖြစ်နေတဲ့အချိန်မှာပဲဖခင်ဖြစ်သူကရုတ်တရက်အပြုအမူတွေပြောင်းလဲသွားပြီးလက်ထဲကတူကိုပစ်ချလိုက်ပါတယ်။အဲ့ဒီနောက်ဘာစကားမှမပြောဘဲအခန်းထဲကိုအေးလူလူပဲဝင်သွားပါတော့တယ်။ကြောက်လန့်နေတဲ့ညီမနှစ်ယောက်ဘာဖြစ်လို့ဖြစ်မှန်းမသိခင်မှာပဲလှေကားအောက်ကနေနောက်ထပ်ဖခင်ဖြစ်သူတယောက်တက်လာတာကိုမြင်လိုက်ရပြန်တယ်။အိမ်ထဲမှာပစ္စည်းတွေပြန်ကျဲနေပြီးသမီးနှစ်ယောက်ရဲ့မျက်နှာမှာကြောက်ရွံ့မှုတွေအပြည့်ဖြစ်နေတာကိုမြင်တော့ဖခင်ဖြစ်သူကအံ့ဩသွားပါတော့တယ်။ညီမနှစ်ယောက်ကလှေကားလက်ရန်ကိုကင်ပြီးတုံတုံရင်ရင်နဲ့ပုံနေကြတယ်။ဖခင်ဖြစ်သူကဘာတွေဖြစ်နေတာလဲလို့မေးဖို့ပြင်နေတော့မှပဲမိခင်ဖြစ်သူကကျမ်းပြင်ပေါ်မှာရှိနေတဲ့သူကိုကောက်ကင်လိုက်ပါတယ်။အဲ့ဒီနောက်ဘာမှမပြောဘဲဖခင်ဖြစ်သူရဲ့နောက်ကိုအသာလေးကတ်သွားပြီးရုတ်တရက်တိုက်ခိုက်ပါလေရောဖခင်ဖြစ်သူကလင်းလင်းမြန်းမြန်းရှောင်တိန်နိုင်ခဲ့လို့သာတူနဲ့မထိမိတာဖြစ်ပါတယ်။မိခင်ဖြစ်သူကအဆက်မပြတ်တိုက်ခိုက်နေပေမဲ့ဖခင်ဖြစ်သူကတော့တစ်ချက်မှမထိအောင်ရှောင်နေနိုင်ခဲ့တယ်။အဲ့ဒီနောက်မိခင်ဖြစ်သူကပန်းတိုင်ကိုပြောင်းလဲလိုက်ပြီးလှေကားပေါ်ကသမီးနှစ်ယောက်စီကိုပြေးသွားပါတော့တယ်။ဖခင်ဖြစ်သူကဘေးကနေဝင်လုံးပြီးသမီးတွေကိုကာကွယ်ပေးထားတဲ့အတွက်တူနဲ့အချက်ပေါင်းများစွာအထုခံလိုက်ရတယ်။ခဏကြာမှာတော့ဖခင်ဖြစ်သူကပြန်လည်ခုခံဖို့ကြိုးစားပေမဲ့မိခင်ဖြစ်သူရဲ့အားကိုမရှင်နိုင်ပဲကျမ်းပြင်ပေါ်ကိုလဲကျသွားခဲ့ရပါတယ်။မိခင်ဖြစ်သူကအခန်းထဲကိုအေးအေးဆေးဆေးပဲပြန်ဝင်သွားတဲ့အချိန်မှာပဲလှေကားအောက်ကနေနောက်ထပ်မိခင်ဖြစ်သူတယောက်ထပ်ပြီးတက်လာပြန်ပါတယ်။ဖခင်ဖြစ်သူကအခုမှပဲအိမ်ထဲမှာတခုခုမှားယွင်းနေပြီဆိုတာကိုသိသွားပြီးအခန်းတကားကိုတွားဖွင့်ကြည့်လိုက်တယ်။ဒါပေမဲ့အခန်းထဲမှာဘယ်သူမှရှိမနေပဲကျမ်းပြင်ပေါ်မှာတူတစ်ချောင်းပဲကြံနေခဲ့တာကိုတွေ့လိုက်ရတယ်။အိမ်ထဲမှာမိစ္ဆာတကောင်ရောက်နေပြီဆိုတာတေချာသွားတဲ့အတွက်ဖခင်ဖြစ်သူကဘုန်းကြီးတစ်ပါးစီကိုဖုံးဆက်ပြီးအကူအညီတောင်းလိုက်ပါတော့တယ်။အကြောင်းစုံကိုသိသွားတဲ့ဘုန်းကြီးကအိမ်ကိုညရင်းချင်းရောက်လာပြီးမိစ္ဆာကိုနှင်ထုတ်ဖို့ပြင်ဆင်ပါတယ်။မိစ္ဆာကအိမ်သူအိမ်သားတယောက်ရဲ့ကိုယ်ထဲမှာပူးကပ်နေတာကိုဘုန်းကြီးကချက်ချင်းသိလိုက်တယ်။အဲ့ဒီနောက်မိစ္ဆာပူးနေတဲ့သူကိုကတင်ပေါ်မှာကျိုးနဲ့တုံနှောင်ထားပြီးဘာသာရေးထုံးစံအတိုင်းအခမ်းအနားတွေလုပ်ပြီးနှင်ထုတ်ပါတော့တယ်။
မိစ္ဆာကအလွယ်တကူထွက်မသွားပဲဖုန်းကြီးကိုပြန်လဲတိုက်ခိုက်တဲ့အတွက်အိမ်ထဲမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်။နောက်ဆုံးမှာတော့ဖုန်းကြီးကသူ့ရဲ့အသက်ကိုအဆုံးရှုံးခံပြီးမိစ္ဆာကိုသူ့ရဲ့ကိုယ်ထဲမှာပဲပိတ်လောင်လိုက်